ကွန်ဒီဈေးကွက်ပြိုင်ဆိုင်မှုနှစ်ပိုင်းလေးကိုရှင်းပြပေးမယ်ကျွန်တော်ကွန်ဒီဒီကုံကျော်ပညာတွေကျွန်တော်တက်တလောက်များဝေပေးတဲ့အချိန်မှာကျွန်တော်တက်တိစာလုပ်ငန်းရှင်တွေတော့တက်တိစာညက်ခုတ်ပိုင်းရှင်တွေကျွန်တော်အမေးဆုံးကကွန်ဒီကသူတို့ကကုံဒီသူတို့ရဲ့အပိုင်းမှာပေါ့နော်ကုံကျော်ဈေးကုံကျန်းဈေးနဲ့ပဲကုံကျော်တွေရောင်းနေကြတယ်ပေါ့နော်သူတို့က light ညက်မယ်ဆိုရင်မကိုက်ဘူးပေါ့နော်အဲ့လိုတွေအမျိုးမျိုးပြောတာတော့ကြားဘူးတယ်ကျွန်တော်တွေးကြုံခဲ့တဲ့ဘ ഹു တုတအချို့ကိုလည်းရှင်းပြပေးပါမယ်ခင်ဗျာပထမအပိုင်းကတော့ညက်ခုတ်အပိုင်းလေးပေါ့နော်ညက်ခုတ်အပိုင်းလေးမှာဆိုရင်ကျွန်တော်အဖေတုန်းကကြုံတွေ့တဲ့ဟာရောကျွန်တော်တုန်းကကြုံတွေ့ခဲ့တဲ့ဟာတွေရောကျွန်တော်ပြောပြပေးမယ်ကျွန်တော်အဖေတော်ကကြတော့ကျွန်တော်တို့ဒီသူကချပိဖအန်ဈေးကွက်မှာကျွန်တော်တို့နေရာတစ်ခုရှိနေတဲ့အချိန်မှာပေါ့နော်ဒီအပြင်ဈေးကွက်ကကျွန်တော်တို့ဝင်ထိုးတာပေါ့နော်ဝင်ထိုးတာဆိုတာကသူတို့ဒီတခြားမျိုးကရှားမျိုးရဟိုဈေးကွက်တစ်ခုကကျွန်တော်တို့ရေချိန်နဲ့ပေါ့နော်ရေချိန်နဲ့အပြင်လူတယောက်နဲ့ဟိုလွတ်ပြီးတော့သူတို့ရေချိန်ထိုးပြီးတော့ပေါင်းသီးကိုရောင်းတာပေါ့နော်ဈေးကွက်ထိုးတာပေါ့နော်လုံးဝကျွန်တော်ဖြစ်ရဲ့ရောင်းအားတည်လဲလုံးလုံးကိုကြားဆင်းသွားတဲ့အထိဖြစ်သွားခဲ့တယ်အဲ့အချိန်ခါတော့ပေါ့နော်တော်တော်ကြာပြီပေါ့နော်တီးကြတော့ပြောတော့ဦးနေပေါင်း20ဝန်းကျင်လောက်ရှိပြီကြတော့ရေချိန်လေးနဲ့ထိုးရောင်းတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ရောက်ပုံမှန်ခုနကျွန်တော်ပြောနေကြရလို့ပဲ2ရက်3ရက်ရေစိမ်တယ်ရောင်းတယ်ပေါင်းတယ်ရောင်းတယ်ဒီလိုမျိုးပဲသွားတယ်အဲ့အချိန်မှာဈေးကိုကျွန်တော်တို့ထက်ရှော့ပြီးတော့ရေချိန်ထိုးပြီးတော့ market ထိုးလာတဲ့ဒီအခြားမျိုးကဈေးကွက်လေးလည်းရှိတယ်ပေါ့နော်ဒါလေးတွေကြုံတွေ့ရတယ်ဒါတော့ရေချိန်ထိုးပြီးတော့ဈေးကွက်ပြိုင်တယ်တစ်ဆင့်ပေါ့နော်ဒုတိယအဆင့်ကတော့ကျွန်တော်တို့တွေ့ဘူးတာပေါ့နော်တချို့တွေကဒီကျွန်တော်ပေါင်းလိုင်းမှာဒီဟိုမှာ1စား2စား3စားပဲထားဗျာကွန်တီကို1စား2စားကို1စားဖြစ်အောင်လုပ်ပြီးတော့1စားနဲ့ရော်ရောင်းမယ်ဆိုရင်လည်းဈေးလျှော့ပြီးရောင်းနိုင်ရဗျာ3စားကို2စားဖြစ်အောင်ပြင်ဆင်နိုင်ပြီးတော့2စားဆိုပြီးတော့ရော်ရောင်းမယ်ဆိုရင်လည်းအဆင်ပြေနိုင်တယ်ဒါပေမဲ့ quality ကသူ့ဟာနဲ့တူတဲ့သူဘယ်လိုပြောမလဲရောင်းတဲ့သူကသူ့ရဲ့ဈေးကွက်ကိုသူနားလေဖို့တိလိုတာပေါ့နော်ဒါပထမတစ်ချက်ပေါ့ကျွန်တော်တို့လုံးဝကောင်းပြီးညွန်းပြီးဈေး share ပေးပြီးတော့ဝယ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ရဲ့အကိုဒီရန်ကုန်မှာဆိုရင်ကျွန်တော်အကိုရုပ်တွေမှာဆိုရင်တပိတ်တာကို2400ထိပေးဝယ်တဲ့ပေါင်းစိတ်တွေလည်းကျွန်တော်တကယ်ကိုတွေ့ဘူးတာပေါ့နော်အဲ့လည်းအံ့ဩမိတယ်ပေါ့နော်အဲ့ဒါကိုပဲအဲ့လိုပေါင်းစိတ်ကိုပဲ19000နဲ့ရောင်းတဲ့လူတွေရှိတယ်16000နဲ့ရောင်းတဲ့လူတွေရှိတယ်18000နဲ့ရောင်းတဲ့လူတွေရှိတယ်ပေါ့နော်မျိုးစုံပေါ့နော်သူပေးနိုင်တဲ့ quality သူလုပ်ပြီးတဲ့ပုံစံနဲ့ပေါ်လဲအများကြီးမူတည်တာပေါ့နော်နောက်တစ်ခုကကျွန်တော်ဈေးကွက်မှာဒီဈေးကွက်အစ်စ်တွေကဝင်ထိုးလို့ခက်တာကတချို့ဒီလုံးဝဝါရင်တဘာရင်ညက်ခုတ်ပွဲရုပ်တွေကသူတို့ဒီခေါက်ပြန်ပေးစနစ်ဖြစ်စေနှစ်ခေါက်ပြန်ယူတဲ့စနစ်ဖြစ်စေဥပမာကျွန်တော်ပစ္စည်းကိုနှစ်ခေါက်လောက်ချပြီးတစ်ခေါက်ယူတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဈေးကွက်ကကျွန်တော်ထိမ့်သိမ့်ဖို့ကတယောက်နဲ့တယောက်တော့မတူရဘူးပေါ့နော်ဒီတချို့တွေကလည်းကျွန်တော်တို့ဒီငွေကြံတာတို့လဲလို့ရအောင်ဆိုပြီးတော့လည်းအဲ့လိုပေါ့ချုပ်ထားတဲ့သဘောပေါ့နော်ဒါကတော့ကျွန်တော်မြင်တလောက်သိတလောက်ပဲပြောပြပေးတာဖြစ်ပါတယ်